ရာကြီးရှိရမြေပုံရှိဖို့အတွက်ဘယ်လိုကြံစီလဲမသိဘူး ငါစီကမြေပုံကိုရှုပ်ပေးနေပါမလဲကွာ အဲ့လိုလဲအပိုင်တွက်လို့မရဘူးလေဆရာကြီးရန်သူကိုအထင်သေးလို့ရှိရင်အခုချက်ချင်းလည်းယူလို့ရ ဒီတော့မင်းပြောလိုက်လား ခမကြီးကိုဟုတ်လာပြီဆိုဘဝမြင့်မနေနဲ့ မင်းဘာမှမဖြစ်ဘူးလား မင်းကငါ့ကိုရှော့တော့တာမင်းဆက်ကဆိုတဲ့ကောင်ကရန်သူကိုဘယ်တော့မှရှော့မတော့အဲ့ဒါကြောင့်လည်းငါအခုချိန်တက်ရှိနေတယ် ဘလို့သိတာလဲ မင်းဥတောင်းကိုလုတ်ကြံကြတဲ့ကငါမင်းကိုတန်လျာရှိတယ်မင်းရွှေ့ကြတဲ့ခွက်ကလေးကလှနေတယ်ဟာခွက်ရှိတယ်ဆိုမင်းကိုမသိပါဘူးမင်းဘယ်တော့လုတ်ကြံမလဲဆိုတော့ငါစောင့်ကြည့် ဆရာကြီးရဲ့ငကနိုင်ဓာတ်တိုင်းကျင့်စေအောင်ကျွန်တော်ကျင့်လို့အောင်မြင်ခဲ့ပါပြီဆရာကြီးကဘယ်သူဘယ်ဝါမှမသိဘူးပဲကျွန်တော်ဆရာကြီးကိုအမြဲတမ်းယုံကြည်လေးစားနေပါပါပြီးတော့ဆရာကြီးရဲ့ငကနိုင်ဓာတ်တိုင်းနဲ့ဟိုဒီငကနိုင်ဓာတ်တရားတဲ့ဘက်မှာပဲအသုံးချပါမယ်ကျွန်တော်ကတိပေးပါတယ်အဲ့ဒါကြောင့်မင်းကငါပြောတာပေါ့ဒီပါရဦးမင်းဆက်ကဆိုရလူကြီးကတိတ်လင်းနေ